ကျွန်တော်တို့ကတော့အာဟိုပြောရလို့ရှိရင်ဟိုထုတ်ပြောပြရလို့ရှိရင်တော့တော်လိုင်းဖွဲ့ရဲ့ညီညွတ်စည်းလုံးလို့ရှိရင်တော့ရှေ့ရောက်မှာမရောက်ဆရာကြောင့်လည်းမရှိဘူးလေဖြစ်ကြတယ်ပြောကြလို့ပါတယ်ခင်ဗျကျွန်တော်တို့ကအဲ့လိုပြောရမယ်ဆိုလို့ရှိရင်တော့ဒီ FPV တုန်းကရေးထားပါတယ်တိုင်းနဲ့ကျွန်တော်တို့ဘယ်လောက်ထိရေးပါတော့ဆိုရင်သူတို့နဲ့ကျွန်တော်တို့နဲ့ဤပညာပြိုင်ပွဲဖြစ်တဲ့အတွက်ကျွန်တော်တို့လည်းလေးလာဖို့လိုမယ်သူတို့လည်းလေးလာဖို့လိုမယ် FPV တုန်းအနေနဲ့ကတော့ကိုယ်တငယ်ရင်တော့ကျွန်တော်ရေးပါမယ်ဘွယ်ဖြစ်တယ်လို့ရလို့ပါ FPV တုံးရဲ့အလှည့်အပြောင်းကကျွန်တော်ရဲဘော်တွေအကြဆုံးနဲသွားတယ်ဒါနဲ့ကျွန်တော်တို့မှလည်းဘယ်လိုလဲခုပြည်သူလူတဲ့ဟာတွေနဲ့လောက်ရတာဆိုတော့ပြည်သူကလည်းမှတော့လူကယုံကြည်မှုရှိတယ်လို့ယုံကြည်မှုမရှိရလည်းဖြစ်သွားနိုင်တယ်ယုံကြည်မှုရှိနေရလည်းအများကြီးဖြစ်နိုင်တယ်ယုံကြည်မှုမရှိဘူးရှိတယ်ဆိုတော့လောက်ဆောင်ချက်ကတော့မူတည်တာဘောနော်လောက်ဆောင်ချက်ကကောင်းရင်လားမကောင်းဘူးလားဆိုတာတော့ဒါကျွန်တော်တို့တမိုင်းကျွန်တော်တို့ရေးကြပါမယ်ရေးကြမှာကျွန်တော်တို့ဥပမာနောက်နှစ်20နှစ်30ကျွန်တော်လည်းသက်ရှင်မှရှိရမှာနောက်9နှစ်လည်းမရှိနောက်တစ်လပဲရှိသေးတယ်လည်းသိလို့ပြောမရဘူးဒါပြောချင်တဲ့သဘောတရားတွေအကုန်လုံးတော့ဒီ FPV တုံးရဲ့အလှည့်ပြောင်းကကျွန်တော်ရဲဘော်တွေရဲ့အသက်ကိုတော့ပြော90ရာခိုင်နှုန်းကကွာအဲ့ဒါကြခုကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီတိုင်းအနေနဲ့စူးစီးမှုကျင့်တတ်ပြီလားလို့မကျင့်တတ်ဘူးဘာလို့မကျင့်တတ်ဘူးလဲကျွန်တော်တကယ်တစူးစီးတဲ့ဖြစ်သေးလို့ဖြစ်စေခြင်းနဲ့ဖြစ်ပါလို့လည်းတောင်းဆိုလို့လည်းတကယ်ကျင့်တတ်လားလို့ခုကျွန်တော်တို့တိုင်းစူးစီးမှုကျင့်တတ်လားလို့ကျွန်တော်ကိုမေးရင်တော့ကျွန်တော်မကျင့်တတ်ဘူးဘာလို့မကျင့်တတ်ဘူးဆိုတာတိုင်းစူးစီးမှုကျွန်တော်အားနေသေးတယ်အားနေလို့ကျွန်တော်အောင်ခြင်းနေတာတကယ်ကျွန်တော်တိုင်းလုံးမှာ25မိနစ်ရှိလို့တမျိုးနဲ့20ပြီးသားအင်အား900ရှိတယ်အင်အား900စကြောင်းကြောင်းပြအောင်တိုက်ပြလို့ရတဲ့ဒီရှင်းမှာရှိနေတဲ့နဲ့ခေါင်းဆောင်ပိုင်းတွေအကုန်လုံးကစိတ်လျှော့ကြပါဦးစိတ်လည်းရှိထားပြီးကြပါဦးဥပမာကျွန်တော်ပါအောင်ပေါ့နော်လူများတွေပြောလို့ရှိရင်အမင်းကဘာကောင်းလို့မေးပဲကျွန်တော်ပါကျွန်တော်ကိုယ်တိုင်လည်းစိတ်လျှော့တယ်ကျွန်တော်ပေါင်းတိုက်ပြီးသူပေါင်းရွေးအောင်လုပ်ကြအောင်ကျွန်တော်တို့မှာဒီတိုင်းဆိုလို့ရှိရင်ဒီတိုင်းလုံးကကျွန်တော်ကအမြင်ဆိုရင်တိုင်းလုံးကျွန်တော်ကငကိုတော့ဆိုရင်တော့မြို့နေမြေပေါ့နော်ခုတော့တိုင်းမြင်တော့တိုင်းမြင်ပြီးနောက်တဲ့အခြားတိုင်းတွေပြည်နယ်တွေအကုန်လုံးပေါင်းကမှလက်တွဲချိတ်ကြိုးစားကြအောင်လုပ်ချင်တယ်လို့ခုကျွန်တော်တို့အနေနဲ့တော့ဒီတိုင်းအနေနဲ့စူးစီးမှုအားကြလာမကြီးအားမကြသေးဘူးအားမရသေးဘူးဒါနဲ့အားရအောင်ကျွန်တော်ကြိုးစားနေမယ်လို့ဖြစ်ချင်ပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်တို့ယုံကြည်ပါဘာလို့ယုံကြည်ပါကျွန်တော်တို့ကကျွန်တော်လိဝတ်ထားတယ်အများကြီးရှိတယ်လေကျွန်တော် MI7B ခုဒီတွန်းမှာလာတဲ့အပြစ်ချတာကျွန်တော်အဲ့ရမယ်လာခင်းနေတစ်စီးတောင်မဟုတ်နှစ်စီးတောင်ပြစ်ချနိုင်တဲ့ဒီရှင်းနေရှိတယ်အဲကျွန်တော်တို့ရဲဘော်တွေမှာကျွန်တော်တို့အတင်းကြီးခါသတိပေးရတဲ့နှိုးစော်တွေအများကြီးရှိခဲ့တာပေါ့နော်ထားပါအဲကျွန်တော်တို့ဒါဆိုတော့ကျွန်တော်မြေပြင်ချင်းတွေပဂတိတရားကိုပြောပြလို့မရဘူးပေါ့အဲဒီပြည်တွင်းပြည်ပဒီတုံးတရားကျွန်တော်တို့ဖန်ကားမြေရဲ့တုံးတရားကတို့လူလိုက်ပါတယ်ဘာမှမလို့ကျွန်တော်တို့ကဒီမှာလဲခုကျွန်တော်တို့လှူပါလို့ကျွန်တော်တို့ပြောလိုက်တာမဟုတ်ကျွန်တော်တို့မှာဒီစင်းရင်းတွေအကုန်လုံးရှိပါတယ်စင်းတိုင်းတဲ့လူတွေကြီးတယ်ဒီຢာတွေအကုန်လုံးကအောင်မြင်အောင်လုပ်မှာပါကျွန်တော်တို့ကပြောလို့ရှိရင်တော့ချပြတာငယ်ငယ်လေးပဲချပြပေးမယ်အကြီးတုံးတွေအများကြီးရှိတယ်ဒါပြည်သူယုံကြည်မှုရဖို့ဆိုလို့ရှိရင်ကျွန်တော်ပြည်သူယုံကြည်မှုလိုချင်တာပေါ့ပြည်သူယုံကြည်မှုလိုချင်တာပြည်သူယုံကြည်မှုရမှာပဲအောင်မြင်မှုရှိကြတာပေါ့နော်ပြည်သူယုံကြည်မှုမရှိဘဲနဲ့အောင်မြင်မှုရသွားတဲ့သမိုင်းဆိုတာလည်းမရှိခဲ့ဘူးလေအဲ့ဒါကြောင့်ခုကျွန်တော်တို့ဒီဟာတွေအကုန်လုံးကိုဒီဒုံးရကံမင်းလုပ်တဲ့ဟာတွေကိုကျွန်တော်တို့ဆိုရင်ဟောမှာခုပါပါတယ်ကိုပေါ့တို့ပါတယ်ကိုမင်းမော်ဝင်းတို့ပါတယ်ကိုကာကြီးတို့ပါတယ်အကုန်လုံးကကျွန်တော်တို့ဒီဟာကိုအတက်ပြီးရောလုပ်နေတာတကယ်အောင်မှာပါတားတယ်လည်းမကရုံးတယ်လည်းရှိပါတယ်ကျွန်တော်တို့လည်းစိတ်ချလက်ချနဲ့ဒီစိတ်ထားပြည့်ပြည့်နဲ့လူပါလို့ရဲဘော်တွေလည်းတကယ်တမ်းရှေ့မှာခုကျွန်တော်တို့ဖြေချနေဆိုကျွန်တော်တို့ဖြေချနေတာရဲဘော်တွေအောင်အားနာပါတယ်ရှေ့မှာတကယ်တိုက်ခိုက်တကယ်လုံနေတဲ့ကောင်လေးတကယ်လုံနေတဲ့ညီတော်မောင်တွေပေါ့ကျွန်တော်တို့အခုတော့နဲပါတယ်ကျွန်တော်ညီတော်မောင်တွေအတက်ပေးဆက်လုံနေတဲ့အတွက်ခုဖြေချနေတဲ့ဖြေလာတော့ဒီလူတော်အားတို့ဖြေလာလားဆိုရင်စိတ်ဖြစ်လာနိုင်တယ်အဲ့လိုမဟုတ်ပါဘူးကျွန်တော်တို့မှာဒီတုံးတရားတံပိန်းကတကယ်အောင်မြင်ကြအောင်လုပ်တာပါအဲ့ကျွန်တော်တို့မဟာမိတ်တွေရောကျွန်တော်တို့အဖွဲ့အစည်းအကုန်လုံးလည်းချိတ်ဆက်ဆောင်ရွက်နေပါတယ်လို့ကျွန်တော်တို့ကတော့ဘယ်လိုပြောလို့ဒီကိုယ်တိုင်သူသားရုံးထွက်ပြီးတော့မှပြည်သူလူထုနဲ့ပူးပေါင်းဆောင်ရွက်မှဖြစ်မယ်ဆိုတဲ့နိုင်တာနဲ့လုပ်နေတဲ့အတွက်ကျွန်တော်တို့လည်းယုံကြည်သွားစောင့်ရှောက်ပေးပါလို့
မေတ္တာရပ်ခံတိုက်တွန်းလိုပါတယ်ဟုတ်ကဲ့ကျေးဇူးပါ